မနေ့တောင်ရောက်ပြီပဲကောင်းစရာတော့တိတ်မရှိဘူးဒီနေ့နောက်ကျသွားတယ်ဆိုတော့လေဘယ်မှတိတ်ပြီးသွားစရာမရှိဘူးဒါလေးပဲဝယ်လိုက်တော့မယ်တော့ရဒီလေးရောက်နေပြီမနေ့ကလည်းနေရဒီတော့ပူရပဲမနေ့ကတော့အဲ့လောက်ရွာနေကျွန်မကဒါလေးရောဝယ်လိုက်မှာစပင်းပြန်လာမှာစပင်းကကြတော့ငါစပင်းတော့တော့ကောင်းတယ်စီလိုက်တော့တော့ရcherry coffee မှာဝါစားမယ်ငါလည်းဘဲကိုနေမိသွားပြန်ပြီကဲ cherry coffee ရောက်ပြီပတ်ကင်လေးရရှိတယ်ပတ်ကင်ထိုးလာအောင်ဒီနေ့ရှိနေမှာပဲထိုင်စားလာအောင်ဘာမှစားရင်ကောင်းမလဲမနဲ့စားကြတော့ဒါလေးโอเคသမင်းလေးနဲ့မလာစားဟင်းလေးရမ်းမိုက်မှာပဲသမင်းနဲ့ပင်လာစားဟင်းငါအကြိုက်ဆုံးပဲရမ်းကောင်းဒီချက်ကာဖေးဟာအော်တိုတကားဆိုတော့လေအဲ့လိုမောင်းလည်းပွင့်အဲ့ဒါကြပါမယ်ဒီနေ့ကအလောက်လည်းဝါကြမလို့ပေါ့နော်ဒီနေ့ကတနင်္ဂနွေနေ့မဟုတ်ပါဒီနေ့ကစနေနေ့ရောကလေဗီဒီယိုမရိုက်ဖြစ်ဘူးမအားရနဲ့လေဒီနေ့ကတငယ်ချင်းနဲ့ဟွာဝါဘာလဲဘာနော်အဲ့ကြောင့်ကြောင့်မနေ့ကမှအားလို့စပြီးတော့မနေ့ကဖီမနေ့ရဖီရကြပါဘလို့ရှိရင်ကြတော့ပူလို့နေအဲဒီကနေ့ကဘာရှိလဲဆိုမနေ့ဘာမှမရှိဘူးရောဘာမှလည်းမရှိပါလားဘလို့လောက်ကောင်းမလဲတော်ရှိရဟာလေးနဲ့ပဲချက်လိုက်ပါမယ်အဲကြောင့် sorry ကရှိရဟာလေးနဲ့ပဲချက်မယ်ပေါ့နော်ပါရှိနဲ့မာဗီချီစောင်းနေပါပြန်မီမောရင်လည်းမောပါနဲ့မောလည်းမောနဲ့ cherry tea ဟာပါ sorry တီးစောင်းနေပါပြန်မီဒါတော်ရှောက်ချက်နေတယ်ပေါ့နော်နေ့လက်စားအတွက်လည်းဒီရရှောက်ပြီးချက်လိုက်တာတော့အဲ့လိုနဲ့ပဲဒီကောင်လာခဲ့ပါရှင်အဲ့ကြောင့်အတန်းလေးထဲမှာပေါ့နော်ထောင်လိုက်တယ်ပေါ့နော်ဒီကဆိုအလုံးဆက်လို့ပဲအလုံးမလားဘလို့ဆိုတာ sorry တော်တော်လေးနားရဆိုလို့ဟောစင်ပြေပေါ့နော် sorry နားရတော်တော်လေးဟောစင်ပြေပါတယ်အမလေးလည်းပါတယ်လေတောင်းမှမှာရှင်ဒီပူနေရနဲ့လို့ဆိုပြီးအပြင်းနေပဲရှောက်လို့ဖြစ်တယ်ရောနော်ဒီဆိုလို့ရှိရင်ကြတော့ဆိုရင်အပြင်းကိုဟာရနဲ့ခဏနော်
ဆက်လို့ရှိရင်ကြတော့ဆိုပြီးမိုးလည်းပြန်တိတ်သွားတယ်ဒါလေးမိုးဝတ်ဖြစ်တယ်ဘောနော်မိုးရင်းပူရင်းလည်းလုံးဝအောင်စမ်းဒါဆိုရင်မတက်ကြီးရနေအရှင်ဆောက်လို့မှမသိဘူးမိနစ်တော့မိနစ်30ကျော်သွားလို့ဟုတ်နော်အဲ့တော့လားဆော့ရဖြစ်နေအောင်မိုးကကနကမှရောတာဆိုလေကြတော့ဘာမှလည်းလုံးမစားဖြစ်ဘူးတော့ညဘက်ဆိုတော့ဆိုရီကမုံလေးပဲဝယ်လိုက်တယ်ညဘက်ဆိုတော့ဆိုနူးတယ်ရွာမစားဖြစ်တာအများကြီးဒါကြောင့်ဆိုညချောက်လို့ရှိရင်ဒီခေးဖို့အတွက်ကိုကကိုလာဝယ်လိုက်တယ်ပေါ့နော်မနေ့ရောက်လာလိုက်တယ်ပေါ့နော်အကြောင်းပေါ့မနေ့တော့ရှောင်းနေနော်ညနေမှာနော်ဆိုရင်မစတာများရယ်ပေါ့နော်အဲ့ဒါစားရနေတယ်နော်ဆိုရင်ရှောင်းနေနော်ဆိုရင်ရရှောင်းရမယ်ကိုရှိရတော့ပုံမှန်လည်းနေလို့ရပါတယ်အဲ့ဒါအေးလေးရေးရမယ်နော်ရိုးတယ်လည်းရေးရမယ်ဆိုရင်အဲ့ထက်ကိုတက်နေလို့ရတယ်所以那件老丈人能做一球。所以那个老傻逼不拿的钱分家不是嘛那个伢人不得我弄儿子傻逼，可小瞧他我弄儿大力啥来吧，烟来搞嘛，那个是伢大力那边说伢特别做他，说干着了所以为他的说是为了为他的说是干着你爸比。အမေဆိုကအဲ့ဆော့ကိုဘောနော်စားဖြစ်တာလည်းများရနော်အဲ့ဒါဒီနေ့အကုန်ပြီးတက်လိုက်ပါတယ်ရှာလို့စားလို့ကောင်းပါတယ်ဆိုရင်ရှားတယ်ဘောနော်အဲ့ဒါဆိုရင်အေးနဲ့ထပ်စားပါမယ်အေးကပါရှိလေတော့ဆိုဒီလေတခြားတော့မသိဒါမဲ့ဒီ orange juiceတော့ရှိမယ် orange juice လေးတောက်လိုက်ပါရဆိုရင်ကအရန်ကိုကောင်းပါတယ်ဆိုရင်ကတော့လည်းတော်တော်အေးတယ်အခုလည်းအေးနေတော့မတိုင်းမဆိုရင်လည်း juice တွေပါအတောက်မှဆိုရကျင်းနေတာဆိုတော့လောက်မိုးအေးဒီရ juice တွေတောက်တယ်ပြီးတော့ဆိုရင်ဒီပုံနင်းရင်းလိုက်တယ်ပေါ့နော်စနေလောက်တော့ဖြစ်သွားပြီချစ်ပြီးဆိုစနေနိုင်ရောဖြစ်သူရလို့ဆိုတော့လည်းဆိုင်ရချင်းလုံးနေတယ်ဟာကြောင်းဆိုရလာညာချင်းနေတော့မချင်တော့ဘာတင်ရထုံးချာတယ်ကန်အဲ့ဆိုတော့ချင်တာပေါ်လေအဲ့တော့ဝနာလောအောက်ထဲတော့မရပါဘူးပဲအဆောင်မှာ minutes ကြပါရနာအချိန်မှာစ
ကြောင်ဆိုတာကြီးတော်တော်လေးလက်ပြီးဆိုတာလေးဟိုဒီတိုင်းလက်ပြီးသူရဲ့အဖြစ်ဆိုဒီကလေးပဲဝင်လိုက်တော့တယ်ဘယ်မှာမရှိဘူးဆိုတော့အပူဓာတ်လေးလည်းဖြစ်တဲ့အတွက်အေးတန်ရှောင်းလဲလို့လည်းအဆင်ပြေရပါတော့နော်ဆိုရရကတခြားစီဒီမှာကျန်လာပဲတော့လာလူရဲ့ရုပ်လေးကြည့်တမစရီရုပ်ဆိုရင်လို့ရှိမယ်ဒီမှာဒါဆိုရရုပ်နောက်ဆိုင်နဲ့တောင်းလိုက်ခဲ့ဆို20ပြေပါပါပြီဟောကြောင့်ဆိုတနားရောက်ဆိုဘာလို့မလဲဆိုရင်လည်းထည့်ပေးပါမယ်ရှင်အဲ့လိုနဲ့ပဲဆိုရင်6နိုင်လောက်ရောက်သွားတယ်ပေါ့နော်အဲ့လိုဆိုရင်လည်းရေချိုးတော့မယ်ရေချိုးပါရဲ့အဲ့ဒါဆိုရအိတ်တော့မှာဆိုညာဘက်လည်းရောက်မှာဆိုဒါဆိုရင်အဲ့ဆောင်လေးပဲဝတ်ထားပါโอเคပြောကြဆိုရင်ဒီလိုလေးနဲ့ချလိုက်တယ်ပါနော်ပြောကြဆိုရင်ဇက်ကားထိုင်ကြည့်ပါရဲ့ခုနကအတိုင်းပဲဒီညာလာကြဆိုရင်ဒီလိုအတုပ်လေးအတုပ်တောင်းရဲ့လိုမျိုးဟာစားရတယ်အဲ့လိုဝယ်စားရပေါ်ကြိုက်ပါအားကြောင့်အဲ့လိုနဲ့ဆိုရင်ညရောက်လာပေါ့စဉ်းစားနေနဲ့အိတ်ပါတယ်ဒါလည်းဆိုရင်အိတ်ပုံလေးပါရှင်ဟာတော့တော်တော်လေးလည်းနောက်ကြပါရဲ့ဆိုရင်လည်းအိတ်တော့ပါမယ်ဘလောက်ပဲခဏပါရှင်အဲ့လိုပဲ